Yo,ဒီနေ့တော့22ပါမရှိဘူး Elon Musk ရဲ့ SpaceX IPO ဝင်တဲ့အကြောင်းလေးလာ share ခြင်းတာပဲ Euro 3ထားမိလားအဲ့ဒီ IPO ကတာမန် IPO မဟုတ်ဘူး history တစ်လျှောက်မှာအကြီးမားဆုံး IPO ပဲ SpaceX က$75 billion risk fund လောက်တာသူမလာခင်ကဘယ်သူမှအဲ့လောက်ထိအများကြီး risk fund မလုပ်ခဲ့ဘူးအရင် record မှာအများဆုံးလုပ်ခဲ့ဘူးတဲ့ Saudi Aramco company ထက်နှစ်ဆကြော်တောင်ပိုများတယ် So that's amazing company SpaceX စားဖွင့်လာတဲ့ဟို valuation က$1.7 trillion နဲ့စားဖွင့်တာအဲ့ဒါတစ်ပတ်အတွင်းမှာပဲ$2.4 trillion တိတောင်တက်သွားတာအဲ့ကုမ္ပဏီကစောက်ရန်ကျန်းတယ် Elon Musk ကြောင့်လည်းပြောလို့ရတယ်ပြီးတော့အခုတော့ကောလာဟာလာတွေကလည်း trend တွေယူသိလား Elon Musk က SpaceX နဲ့ Tesla ကိုပေါင်းမယ်ဆိုတဲ့ကိစ္စသူတို့ပေးတဲ့ reason က JP Morgan ရဲ့ CEO နဲ့ Elon Musk နဲ့ interview တစ်ခုမှအမေးဖြေလုပ်ရင်းနဲ့ Elon Musk က SpaceX AI satellite ဖြစ်ရမယ်စာ Tesla AI satellite လို့တော့ဖြေလိုက်တယ်အဲ့ဒါနဲ့ဟေးလာဟာလာဖြစ်ပြီးတော့လူတွေကလည်းအဲ့လိုသုံးသပ်ကြတာElon Musk ကိုယ်တိုင်ကလည်း Tesla ရဲ့ share ကို 12 to 15% ပဲကင်လာတာသူမျိုးလုံးချင်လို့ဆိုရင် board မှာသူဟိုလူခွင့်တောင်းရရှင်းပြရလုပ်နေရတယ်ယူရိုတီအတိုင်းပဲ Elon Musk ကအဲ့လိုမျိုးဟာတွေမကြိုက်ဘူးဒါပေမဲ့နောက်ဆုံးအဲ့ဒါကောလာဟာလာပဲအဲ့ဒီ SpaceX နဲ့ Tesla ကိုပေါင်းဖို့ဆိုတာဖြစ်နိုင်ခြင်းမရှိသလောက်ပဲဘာလို့လဲ SpaceX က government နဲ့တိုက်ရိုက်အလုပ်လုပ်တာ Tesla အဲ့လိုမဟုတ်ဘူးဒါပေမဲ့လည်း Elon Musk က Elon Musk ပဲပေါ့နော်သူ့ရဲ့ net worth ကိုတိုးအောင်တနည်းမဟုတ်တနည်းတော့သူလုံနိုင်တာပဲယူရိုမက်မီလာ XAI နဲ့ SpaceX မပေါင်းခင်က Elon Musk က Tesla နာမည်နဲ့ XAI ရဲ့ share တွေတော့ဝယ်ထားတယ်အဲ့ XAI နဲ့ SpaceX နဲ့လည်းပေါင်းလိုက်ရော share ရဲ့ value ပေါ်ကတက်သွားတယ်အဲ့ခါကျတော့ Elon Musk ရဲ့ net worth လည်းတိုးသွားတာပဲအဲ့ဒါမှနောက်တစ်ခါ SpaceX လည်း IPO ထပ်ဝင်ရောသူ့ရဲ့ net worth ကလည်းထပ်တိုးပြန်ရောဆိုတော့ယူရိုခုဆိုရင်လည်းသိနေကြပြီ Elon Musk ရဲ့ net worth က$1.3 trillion တော့ရှိပါပြီ He's the first trillionaire in human history အဲ့ဘယ်ဟာတကယ်ကျန်းတာခုဆိုလဲ Terafab project ကိုသူလုပ်နေတယ် Terafab ဆိုတာကအခု AI တွေ trade ဖို့အတွက် chip တွေ GPU တွေလိုတယ်လေဆိုတော့အဲ့ကောင်တွေကိုစားရအစိုးထိတီထွင်ဖန်တီးတဲ့ project ဖြစ်တယ်ပုံမှန်ဆိုရင်သူတို့က GPU ဆိုရင်ဒုစရာဝယ်ရလဲ NVIDIA ဝယ်ရတယ်အဲ့ NVIDIA ကအဲ့ GPU ဖန်တီးဖို့အတွက် chip တွေကို TSMC ကဝယ်ရတယ်အဲ့ TSMC ကလည်း chip တွေဖန်တီးဖို့အတွက်ASML ဇီက matching နဲ့ဝယ်ရတယ်စင်များတဲ့ခါကျတော့အလုံးလောက်ရတာလဲအကုန်လုံးကိုွေးနေရော Elon Musk ကအဲ့လိုမကြိုက်ဘူးအဲ့လိုစားရတာမကြိုက်လို့သူအဲ့ project သူလောက်တာအစားဆိုသူဖန်တီးမယ်ပြီးအာကာသမှာသူ data center တော့စောင့်မယ် AI နဲ့ trade ဖို့အတွက်စိတ်လှုပ်ရှားစရာကောင်းတာဒီ2026ထဲမှာအခုမှ network ပဲရှိသေးတယ်အဲ့ tech industry တွေက move လုပ်တာအရင်မြင်တယ်ပြီးတော့ဒီနှစ်မှာ AI company တွေအရင်စိတ်ဝင်စားဖို့ကောင်းတယ်အခုစဉ် SpaceX ဝင်ပါပြီနောက်ထပ် AI company နှလုံး IPO ဝင်အောင်မှရှိသေးတယ် Open AI နဲ့ Anthropic နဲ့အဲ့ကောင်တွေလဲကြရင်လဲဘလို့လာမလဲမသိဘူးကြည့်ရအောင်လေဆိုတော့ YouTube လည်း AI စိတ်ဝင်စားရဆိုရင်အဲ့လို company တွေ IPO ဝင်တဲ့ခါကျရင် idea တွေပြီးတော့ update လာလုပ်ပေးမယ်ဒီလိုစိတ်ဝင်စားရဆိုလာကြည့်လို့ရတယ်